အားလုံးမတတ်ထမယ်နှုတ်ဆက်မယ်မင်္ဂလာပါ မင်္ဂလာပါဆရာကြီး ဒီကနေ့က10ရက်ရောက်ပါပြီ10ရက်မလားဒီနေ့ကတော့မန်ဒီရောက်သွားပါပြီအချိန်အားဖြင့်ကျတော့9နာရီတက်တော့သင်္ကန်းစာပိုင်း73ဒီရှိပြီးလက်ခပ်ပြီးတယ်ဘာပရိယေစနေနေ့တော့တင်သွားတာကဆရာတို့ကနှစ်တန်ဘာဝတီဆရာတို့ပြီးသွားပါပြီအခုသုံးတန်ဘာဝကိုတင်ပါမယ်သုံးတန်ဘာဝကစာမျက်နှာ7မှာပဲရှိပါသေးတယ်နာ7ဆိုတော့ဘာလို့တင်လဲဆိုသုံးတန်သုံးမို့တဟာသာဘာဝသုံးတန်ဘုမဟုတ်တဟာသာဘာဝအဲ့ဒါရောမတခြားကဏ္ဍနဲ့သုံးလို့ကျတော့သုံးတန်ရေးပါတယ်အဲ့တော့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုကျတော့ကြည့်ပါမယ်ခန္ဓာကိုယ်အစိတ်ပိုင်းပါလေဆိုတော့ဆရာကနော်နာလေနာလေကြောင်းဆိုဖြစ်တယ်နော်ခန္ဓာကိုယ်အစိတ်ပိုင်းဘောပတနာရီဘောပတနာဘောပတနာရထားလိုက်တော့ခန္ဓာကိုယ်အစိတ်ပိုင်းကိုဆရာတို့တွားမယ်ဆိုရှင်ကာလပုရိသယောက်ျားရဲ့နော်ခေါင်းကတက်တန်မျက်နာကနှစ်တန်ဆရာတို့အခုခန္ဓာကိုယ်စိတ်ပိုင်းနော်လေချောင်းက3တန်ပါလေချောင်းမတက်တန်လေ3တန်အဲ့ဒါမှနားနဲ့လက်ရနားလေးပါထားပါတယ်အဲ့တော့သုံးတန်သမုတ်တဟဇဘာဝနာလက်ရနားကိုပို့တော့သူကိုစားပြုတယ်အဲ့တော့နားကြားတယ်နားမကြားဘူးနားထိုင်တယ်မထိုင်ဘူးလားသုံးတန်တယ်ဆရာတို့ကြည့်ရပါတယ်စနေနဲ့လည်းကြည့်ရပါတယ်ဟုတ်လားနော်အဲ့တော့ခန္ဓာကိုယ်စိတ်ပိုင်းကကာလပုတ္တတယောက်ျားတစ်ယောက်တည်းနော်ပရောသောဥကောင်းကတတန်တလူပါဝမျက်နာကနှစ်တန်နော်အဲ့ကတုမပါဝနော်တကားဆရာတို့ကနော်သုံးတန်ကတဟဇပါဝအဲ့ဒါကလေကြောင်းကိုဖော်ပြပါတယ်ဘောပြဿနာပဲဘောမှာပြဿနာဆိုတော့ဘောပြဿနာဆိုတာကတော့ဒီကတော့ဘောမှာဟိုရှိမဲ့အင်္ဂါရက်တွေကတူရတတ္တိနဲ့ပတ်သက်တဲ့ကိစ္စရက်တွေကိုသုံးတန်ဘာဝကပဲကြည့်ရတယ်လူကြောက်ဒီတတ္တိရှိမရှိသူ့ရဲ့သာတန်မှာသုံးတန်ဘာဝပြတယ်သုံးတန်ဘာဝအင်္ဂါဖြစ်နေသုံးတန်ဘာဝတန်ဒီဘုရားနက္ခတ်ကအင်္ဂါဖြစ်နေဒီလူကတတ္တိအလုံးကောင်းကြတယ်စစ်ဖို့စစ်တာဖြစ်ကြတယ်လို့ဆိုကြတယ်ပေါ့ဒါအဟောတန်ထွက်တာပါသုံးတန်ဘာဝတော့စွန့်စားတယ်ပြန်ဆိုင်တယ်အင်အားရှိတယ်သုံးတန်ဇတ်ဆောင်တတာစားတဲ့ချိန်မှာစွန့်စားလောက်တတ်တယ်ပြန်ဆိုင်တတ်တယ်အဲ့မှာသူ့မှာလုံလောက်တော့နော်အင်အားလည်းရှိတယ်သုံးတန်ကခိုင်မာသောဆုံးဖြတ်ချက်ကိုချနိုင်တယ်သုံးတန်ဇတ်ဆောင်
တတာစားတယ်ပထမအကျိုးဆောင်တယ်ဖြစ်လို့ဆိုရှင်ခိုင်မာသောသုံးသက်ချက်ရှိတယ်အဲ့သုံးသက်ဘာဝတန်ဒီဗုဒ္ဓဆိုတော့မကောင်းလို့ရှင်တော့တန်ဒီဗုဒ္ဓဆိုတာကောင်းလို့ရှင်တန်ဒီဗုဒ္ဓနဲ့ခါကျကောင်းလို့ရှင်ဘာဖြစ်လဲဆိုရှင်ဒါကောင်းသောကြံစည်မှုတွေရှိတော့တန်ဒီဗုဒ္ဓနဲ့ခါကျဆိုမကောင်းလို့ရှင်မကောင်းသောကြံစည်မှုတွေလည်းလုပ်တတ်တယ်ဒါသုံးသက်စားဆောင်တတာစားတယ်မှာတန်ဒီဗုဒ္ဓနဲ့ခါတဲ့ခါကျညံ့နေကြလို့ရှင်မကောင်းသောသုံးသက်စားဆောင်တတာစားလို့ရှင်မကောင်းကြံစည်မှုလုပ်တယ်စိတ်တက်ခိုင်မာမှုသုံးသက်ကကောင်းလို့ရှိရင်စိတ်တက်ခိုင်မာတယ်သုံးတက်ဆိုတာခီးလို့သွားတယ်ပုံရက်ကတင်ထားပါတယ်သုံးတက်ဆိုတာခီးလို့သွားတယ်စာပေစာကိုလောက်တာလေသုံးတက်ပဲเนาะစာသုံးတက် online နဲ့ပတ်သက်တော့ဘာဝပဲစာပေစာဆိုတာ online အခုဆို delivery ဆိုသုံးတက်နဲ့ site နဲ့ delivery လုပ်တယ်သုံးတက်နေပဲအားလုံးကเนาะသူကစာပေစာကိုလုပ်တယ်စာပို့တယ်ဒါလည်းသုံးတက်နေအားလုံးဟုတ်ပြီเนาะရှောက်ထားတယ်ဆရာတို့ကအလုံးတစ်ခုပဲရှောက်ဘာပဲရှောက်ပေါ့နော်တစ်ခုရှောက်ထားလို့ရှင်လေစာချုပ်လိုတာစာချုပ်စာတမ်းတွေကသုံးတတ်မယ်အဲ့တော့စာချုပ်ချုပ်ဆိုခြင်းစိတ်ဆက်ဆွေးနွေးခြင်းသူနဲ့သူအမြင်မကြည်လင်တာတွေမတည့်တာတွေအဝေမတည့်တာတွေဒါတွေရှိခဲ့လေနှစ်ဖက်ထဲမှာနော်သူတို့ကိုစိတ်ဆက်ဆွေးနွေးတဲ့အဖွဲ့ပါတယ်စိတ်ဆက်ဆွေးနွေးတဲ့အဖွဲ့လည်းသုံးတတ်မယ်စိတ်ဆက်ဆွေးနွေးခြင်းလည်းသုံးတတ်မယ်စာပေရေးသားထုတ်ဝေခြင်းသုံးတတ်မယ်စာပေကိုရေးသားထုတ်ဝေတဲ့သူတွေအားလုံးကသုံးတတ်ပဲအိမ်ချမြေအသွေးပစ္စည်းရောင်းချခြင်းသုံးတတ်စားဆောင်တွေကျိုးတွေတတာစားလို့ရှိရင်သုံးတတ်စားဆောင်ကျိုးကလေမကောင်းတဲ့သဘောရှိကြလို့ရှိရင်အိမ်ချမြေအသွေးပစ္စည်းတွေရောင်းချတတ်တဲ့သဘောကိုညွှန်ထားပါတယ်စာပေစနစ်ကိုဆရာတို့ကြည့်အောင်နော်အဲ့တော့ဆရာတို့ကြည့်အောင်အိမ်ချမြေရောင်းတာလေးတွေကိုကြည့်အောင်အဲ့တော့စာတာလေးတစ်စောင်တိဆောက်မယ်နော်တိဆောက်မယ်တိဆောက်လို့ဆိုတာသုံးတန့်ဆိုတာကြည့်အောင်စာတော့မနေ့ကတော့ဟိုတနေ့ကတင်ထားတာရှိတယ်ဒါတော့ကာလပုဒ်ရဲ့ယောက်ျားရဲ့နော်တတ်မေတ္တာပဲယူလိုက်ပါမယ်တဘာဝယာတိဆက်လို့တော့ဆိုထားပါတယ်ဒီမှာဆိုသုံးတန့်ကြအောင်ဒီမှာဆိုလေးတန့်ကြအောင်ဒီကံကမရှိမပြောင်းနိုင်တော့ပစ္စည်းအဲ့ဒါတွေမှာအိမ်ချမ်းမီပါတယ်နားလည်နော်အဲ့ထက်မှာဘာလို့လဲအိမ်ချမ်းမီပါတယ်ဒါကြတော့အိမ်ချမ်းမီအတွင်းပစ္စည်းရောင်းချတာတွေကိုသုံးတတ်လို့ခေါ်တယ်ဘာဝတစ်ခုကထောက်လို့တေချာကြည့်မယ်ဘာဝတစ်ခုကထောက်လို့စနတန်ကြတော့အရက်ဒီဘာဝဒီထောက်ထားတဲ့ဘာဝကိုအကျိုးကိုပျက်စီးစေတယ်ဒီကနေထောက်မယ်ဘာဝတစ်ခုကထောက်လိုက်မယ်ဒီဘာဝလေးတန်ဘာဝထောက်လိုက်လို့စနတန်ကြတဲ့ဘာဝကလေးတန်ဘာဝကိုပျက်စီးစေတယ်အဲ့တော့လေးတန်ဘာဝထောက်မယ်1 2 3 4 5 6 9 10 11 12လေးတန်ဘာဝထောက်လို့12တန်ဘာဝကလေးတန်ဘာဝရဲ့အကျိုးတွေကိုဘာဖြစ်လဲပျက်စီးစေတယ်ဒါအားလုံးဒီတိုင်းပါပဲအားလုံးကဒီတိုင်းပဲဥပဒေသာဒီတိုင်းပဲဒါဆိုရှင်အိချမ်းမြေအတွင်းပစ္စည်းရောင်းချခြင်းထွက်သွားခြင်းဒါကိုပြောတာအိချမ်းမြေအတွင်းပစ္စည်းရောင်းချခြင်းတော့ဒီဥပဒေတာကိုဒီဥပဒေတာတော့မရှိမပြောင်းနိုင်တော့ပစ္စည်းလို့ဆိုထားတယ်ဒီဥပဒေတာကိုပျက်စီးစေသောစနတန်ဘာဝကဒီရနဲ့ထောက်တဲ့စနတန်ဘာဝကနော်ဒီရဲ့လေးတက်ဘာဝပျက်စီးစေတယ်လေးတက်ဘာဝပျက်စီးစေတာသူ့ရဲ့နောက်ဘက်ကဘာဝသုံးတန်ဘာဝပဲအဲဒါကြောင့်မရှိမပြောင်းနိုင်တော့ပစ္စည်းကအခုဘာဖြစ်လဲသုံးတန်ဆိုလို့ချင်းအိချမ်းမေအတွေ့ပစ္စည်းရောင်းချခြင်းလို့အတိတ်ပဲရတယ်တော့ပါလားမသိဘူးဒါတဖြည်းဖြည်းနဲ့တော့နားလေသွားမယ်အခုတော့တင်တယ်ဆိုတာကတော့ဘူးထွေးနော်ဘူးလုံးနားမထင်တော့ရှိနေတတ်တဲ့သဘောတော့ရှိပါတယ်ဘာဖြစ်ဖြစ်ကြိုးစားသွားလို့ရှိရင်အချိန်နဲ့အများသိရှိနားလေသွားမှာပါနားလေနော်အချိန်နဲ့အများသိရှိနားလေသွားမှာပါအဲ့တော့အခုဒီချိန်လေးတော့ဒီတိုင်းပဲမှတ်ပြီးတော့ဖြည့်ရသွားမယ်ဟုတ်လားနော်ဘာဝတစ်ခုကထောက်ပြီးတော့
12တန်ကြတဲ့ဘာဝကထောက်ထားတဲ့ဘာဝကိုပျက်စီးစေတယ်ဆိုတာလေးကိုသိထားမယ်သဘောပေါက်နော်ဟုတ်ပြီသာမဏေစနစ်ဆွေမျိုးသားချင်းတွေပတ်သက်လို့ရှိရင်သူက3တန်ကဆွေမျိုးသားချင်းဘာဝလို့အရင်ရက်တွေကဆရာတို့ပြောထားပါတယ်ဘာဝလဲဆွေမျိုးသားချင်းဘာဝဆွေမျိုးသားချင်းဘာဝညီညီမညီလေးညီမအဲ့တော့ဆွေမျိုးသားချင်းဘာဝဖြစ်တဲ့အတွက်နော်သုံးတန်ကညီလို့လည်းခေါ်တယ်ဒါမှမဟုတ်ဆိုရှင်ညီမညီဆိုတော့ကိုယ့်အောက်ကအငယ်တွေကိုခေါ်တာညီညီမညီတော့မဟုတ်ညီမအဲ့ဒါဥပမာဆရာတို့ကနော်တတန်မှာလည်းပြောတတန်ကိုယ်တိုင်နှစ်တန်ကငွေကြေးဥစ္စာပစ္စည်းချမ်းသာကြွယ်ဝခြင်းသုံးတန်ကဆွေမျိုးတော့မဟုတ်ညီညီမအဲ့လိုပြောထားပါလေအဲ့ဒါကိုညီညီမကိုဇနီးရဲ့ဖခင်တဲ့ဇနီးရဲ့ဖခင်ဖခင်ကကိုတက်ဖခင်မတက်လေကိုတက်အဲ့တော့ဒီမှာထောက်မယ်ဒါကမိမိလို့ဆိုကြလို့ရှိရင်ဒါကတော့ဘယ်နဲ့တက်လဲဇနီးဖြစ်မယ်ဇနီးရဲ့ဖခင်ဆိုဇနီးဘက်ကထောက်အောင်ကိုဘက်ကထောက်ကိုယ့်ဖခင်ကကိုတက်ဇနီးရဲ့ဖောက်ရင်ဇနီးရဲ့ဖခင်ကကိုတက်1 2 3 4 5 6 9 10ဒါဇနီးရဲ့ဖခင်ဟာဒီ3တန်ဘာဝဆိုတာကတဲ့ဆွေမျိုးသားချင်းတွေမဟုတ်ပါဘူးညီတွေညီမတွေလည်းမဟုတ်ပါဘူးဇနီးရဲ့ဖခင်တော့မဟုတ်ရောက်ခက်တီဇနီးရဲ့ဖခင်တော့မဟုတ်ရောက်ခက်တီနော်ရောက်ခက်တီလို့အဲ့လိုဆိုမယ်ဟုတ်ပြီနော်ဇနီးရဲ့ဖခင်မိတ်ဆွေဤသားသမီးများမိတ်ဆွေက17တန်အကိုကြီးအမကြီးကလည်း17တန်မိတ်ဆွေကလည်းဗာလေ17တန်အဲ့တော့17တန်ဆိုဒီမှာကြာပါတယ်သားသမီးဆိုတာ9တန်သားသမီးဆိုဘယ်နဲ့တန်လဲ9တန်ဒီကထောက်ရင်1 2 3 4 5မိတ်ဆွေကထောက်ရင်မိတ်ဆွေရဲ့သားသမီးက3တန်ပဲမိတ်ဆွေရဲ့သားသမီးကဘယ်နဲ့တန်လဲ3တန်ပဲဒါတိချောက်ကိုကောင်းထဲမှာဆွမြဲရောက်နေရမယ်မိတ်ဆွေရဲ့သားသမီးကလည်းဘယ်နဲ့တန်လဲ3တန်ပါပဲဒါအကိုကြီးအမကြီးရဲ့သားသမီးလည်း3တန်ပါပဲเนาะဒီလိုဆရာတို့เนาะသိထားပါမယ်ဟုတ်ပါလားเนาะသိထားပါမယ်3တန်နောက်တစ်ခါလူရေးကိစ္စများလူရေးကိစ္စတွေကိုဆရာတို့ကြည့်မယ်အကိုကြီးအမကြီးတို့ဤပွားပေါက်တိုးခြင်းထိပေါက်ခြင်းကလေးမွေးဖွားခြင်းဆိုတဲ့တော့မကြည့်လို့ရှင်အကိုကြီးအမကြီးက17တန်ကထောက်လို့ရှင်9တန်ကဘာဖြစ်လဲဆိုရှင်အပွားကြံတဲ့ဘာဝသာသမီမွေးဖွားတဲ့ဘာဝ9တန်ဆိုတာ9တန်ဘာဝဆိုတာဗာလဲပုတ္တရဘာဝသာသမီမွေးဖွားတဲ့ဘာဝအဲ့တော့ပွားပေါက်တိုးတတ်တယ်နော်ဒါမှမဟုတ်ထိပေါက်တတ်တယ်9တန်ပါရင်ဘာဖြစ်လဲထိပေါက်တတ်တယ်ဒါကြောင့်အကိုကြီးပါရဲ့ဒီမှာ1 2 3 4 5 3တန်ကအကိုကြီးအမကြီးရဲ့အကိုကြီးအမကြီးတွေဗာလဲ9တန်ဘာဝဖြစ်တဲ့အတွက်အပွားကြံတတ်တယ်ထီပေါက်တတ်တယ်ဒါမှမဟုတ်သာသမီဝေဖောက်တတ်တယ်ငါတတ်ဆိုတာပုတ္တရဘာဝသာသမီလို့မပြောဘူးလားပြောထားပါတယ်ဟုတ်ပြီနော်အဲ့ဒါလေးသိထားမယ်ငါတတ်ဘာဝသိပါပြီအမိဤဆုံးရှုံးခြင်းဆုံးရှုံးတာ12တန်အမိရဘယ်နဲ့တန်လဲ4တန်အမိရဘယ်နဲ့တန်လဲ4တန်ဆုံးရှုံးခြင်းဆိုတာ12တန်အမိရထောက်ရင်1 2 3 4 5 6 9 10 11 12အမေရပါတယ်ဆုံးရှုံးမှု12တန်သောကပြပါရဆုံးရှုံးမှုတွေကိုဖော်ပြပါတယ်အဲ့လိုဘာဝကိုထောက်တပါမယ်အဖအီမာရကဆိုတဲ့စကားအခုစပြောမယ်တီတီဖြစ်စေမတီတီဖြစ်စေလိုက်မှတ်ထားမယ်မာရကနော်မာရကဘာတဲ့မာရကတော့ပါလေမာရကဆိုတာကနော်တီချင်းတရားကိုညှို့တဲ့ဂျူများတီချင်းတရားကိုညှို့တော့ဘာဝညုံတော့ဘာဝကိုဘာလို့ခေါ်လဲမာရကဘာဝလို့ခေါ်တယ်တေခြင်းတရားကိုညုံတော့ဘာဝမာရကဘာဝအဲ့မာရကဘာဝနှစ်တန်းနဲ့နှစ်တန်းခုနှစ်တန်းကိုနှစ်တန်းနဲ့ခုနှစ်တန်းပြီးဟိုဘာလို့ခေါ်လဲမာရကဘာဝလို့ခေါ်တယ်မာရကဘာဝလို့ခေါ်မယ်
ဘာလဲဘာလို့ဘာရကမာရကဘာဝလို့ဘယ်ဘာဝတွေကိုခေါ်တာလဲဆိုရှင်နှစ်တန်းနဲ့ခုနှစ်တန်းကိုမာရကဘာဝလို့ခေါ်မယ်ဒီမှာရေးထားတာကနော်အဖမာရကဘာဝအဖေကနေထောက်ကြည့်မယ်အဖေကဆိုရင်ဘယ်နဲ့တန်းလဲအဖေဆိုဘယ်နဲ့တန်းလဲကိုတန်းအဖေဆိုဘယ်နဲ့လဲကိုတန်းထောက်မယ်ဆိုတော့ကြည့်မယ်ဘာကြည့်မယ်1 2 3 4 5 6 9ဟောခုနှစ်တန်းဆိုတာဘာလဲမာရကအဖဤမာရကနားလေနော်ဒါအဖရဲ့မာရကဆိုတာသေခြင်းတရားကိုညွှန်တော်ပါဝမာရကဆိုတာဘာလဲသေခြင်းတရားကိုညွှန်တော်ပါခုနှစ်တန်းကိုမာကတုတ်တဇာဆောင်ကျိုတတာစားလို့ရှိရင်အဖေသေနိုင်တယ်ဟုတ်နော်တုတ်တဇာဆောင်ကျိုတတာစားအဖေသေနိုင်တယ်အမေကတောကပြပါရဖြစ်ပြီးတော့ဆုံးရှုံးမှုတွေဖြစ်လိမ့်မယ်နားလေနော်အဲ့လိုဆိုထားပါတယ်သာသမီဝင်ငွေက17တန်းသာသမီးကထောက်လို့ရှင်17တန်းရောက်တဲ့နေရာကဝင်ငွေဒါသာသမီးဆိုရှင်ငါတန်းကပါလေသာသမီးကထောက်လို့ရှင်1 2 3 4 5 6 9 10 17တန်းကသာသမီးရဲ့ဝင်ငွေပါပဲနောက်ဆိုတိတ်ပျော်စရာကောင်းတယ်ဒီဘာဝနားလည်မှာနက်ခတ်ပေတွေကပျော်စရာကောင်းတာဘာဝနားမလည်ပျော်စရာမကောင်းဘူးဘာဝဒီနားလဲတိတ်ပျော်စရာကောင်းတာအခုကဘာလို့တင်ပျော်အောင်တင်ပြီးစပြီးတော့နော်ဘာလို့လဲပျော်အောင်တင်တာနော်ဒါတွေနားလဲလိုက်ပျော်လာတာဟုတ်ပြီနော်တာပြီးမယ်ဇနီးကုသိုလ်ပြုမှုနှင့်ခရီးဝေးသွားခြင်းဂုဏ်တည်းရှိခြင်းအထက်တန်းပညာဇနီးဤကုသိုလ်နော်ကုသိုလ်ကိုတန်းအထက်တန်းပညာကိုတန်းခီးရှိသွားခြင်းကိုတန်းခီးဝေးသွားခြင်းကိုတန်းနားလေနော်အဲ့တော့ဇနီးကထောက်လို့ရှိရင်ကိုတန်းဖြစ်မယ်တဲ့ရကြည့်အောင်ဇနီးကထောက်မယ်1 2 3 4 5 6 9 10 9ဟောသုံးတန်းဆိုတာကဇနီးဤနော်ကုသိုလ်ကောင်းမှုခရီးဝေးသွားခြင်းဇနီးကငယ်သေးဆိုဇနီးရဲ့အထက်တန်းပညာရရှိမယ်နောက်ထပ်ပွဲတွေရရှိမယ်အဲ့ဒါကြောင့်ဘာလဲဆိုရှင်ဇနီးဤကုသိုလ်ပြုမှုနဲ့ခရီးဝေးသွားခြင်းဂုဏ်တည်ရှိခြင်းကိုတန်းဆိုတာဘာလဲသူ့ဘသူကဆိုတင့်တယ်ခြင်းဂုဏ်တည်ရှိခြင်းကုမာကနော်တုံးတက်ဇက်ဆောင်တတာစားလိုက်တာနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ကတင့်တယ်လာတယ်ဂုဏ်တည်ရှိလာတယ်အများကလေးလေးဆဆဆက်ဆံလာတယ်ဒါကံတရားတွေပဲအရင်တတာတစ်ခုကမကောင်းခဲ့ဘူးတတာတစ်ခုကညံ့တယ်နောက်တတာတစ်ခုကျကောင်းတော့စီဝါလေးဖြစ်လာတယ်စီဝါဖြစ်လာတယ်စီဝါတော်တော်ဖြစ်လာတဲ့ခါကျတော့နော်ဂုံဓာတ်တွေတက်လာတယ်အရင်လို့သူ့ကိုတော့အရင်တော့ဟိတ်ကောင်မလို့ခေါ်တဲ့နေရာမှာဟိတ်ကောင်မမခေါ်တော့ဘူးဘယ်လိုခေါ်လဲသူ့ကိုလေးလေးစားစားခေါ်လာတဲ့စကားတွေရှိလာတယ်ဒါဟုတ်ပါလေဂုံလို့ခေါ်တာဂုံဆိုတာကိုလှုပ်ချင်တယ်လုပ်လို့မရဘူးပတ်ဝန်းကျင်ကမြင့်ပြီးမှဂုံရောက်တာဟုတ်လားနော်ပတ်ဝန်းကျင်ပါလေမြင့်ပြီးမှဂုံရောက်တာအဲ့တော့ဟုတ်ပြီအဲ့တော့တုံးတန့်ဆိုတာကနော်တုံးတန့်ဆိုတာကဇနီးရဲ့ကုသိုလ်ပြုမှုနဲ့ခွေးသွားခြင်းတမို့ဂုံကြီးရှိခြင်းတမို့အထက်တန်းပညာတဲ့အဲ့ဒါကြောင့်ပြန်ပြောလို့ဆိုတုံးတန့်ဆိုအပူကြီးအမကြီးတွေရဲ့ဘက်ကနေကြည့်လို့ရှိရင်တော့ပွားပေါက်တူတာတွေထီပေါက်တာတွေအပူကြီးအမကြီးတို့မှာကလေးမွေးဖွားတာတွေအမေဘက်ကကြည့်လို့ရှိရင်ကိုတုံးတန့်ဇက်ဆောင်သားတာနဲ့အမေကဆုံးရှုံးမှုတွေများလာလိမ့်မယ်ကိုတုံးတန့်ဇက်ဆောင်သားဆိုင်ရင်အဖေကနော်အဖေရဲ့အသက်အန္တရာယ်ကိုချိတ်ချောက်တယ်လို့ဖြစ်တယ်ဒါကြောင့်ဆရာတို့မွေးဖွားလာတဲ့ကလေးရဲ့ဇာတာမှာတခါတည်းပါလာတယ်မွေးဖွားတဲ့နော်ကလေးရဲ့ဇာတာမှာသူ့အဖေဘယ်တော့တင်မဲဆိုတာတခါတည်းပါပြီလားသူ့မွေးဘယ်တော့တင်မဲသူ့အသက်ရှင်စဉ်အတွင်းသူ့ဖေတင်မဲဆိုလို့ရှိရင်သူ့ဖေဘယ်တော့တင်မဲသူ့အသက်ရှင်စဉ်အတွင်းသူ့မွေးဘယ်တော့တင်မဲဆိုတင်ဘယ်တော့တင်မဲအဲ့ဒါတွေအားလုံးသားသမီးတွေရဲ့ဇာတာတွေမှာအကုန်ပါပြီးတာပါအဲ့ဒါကိုကိပ္ပိနက္ခပေတွေကတွေ့ရှိပါတယ်တခြားပေတွေကတော့ရှာလို့မရပါဘူးဟုတ်ပြီနော်အဲ့လိုအခုလေးတန်းသုံးဖို့ဗန္ဓုဘာဝကိုတွားမယ်ဘယ်လိုတွားမလဲဗန္ဓုလေးတန်းသုံးဖို့ဗန္ဓုဘာဝဆိုတာအမေရဲ့ဘာဝခုနမရွှေမပြောင်းနိုင်တော့ပစ္စည်းတွေရဲ့ဗါလဲဘာဝဟုတ်လားနော်မရွှေမပြောင်းနိုင်တော့ပစ္စည်းတွေဘာဝလေးတန်းသုံးဖို့ဗန္ဓုဘာဝယောမအခရာနဲ့နော်ရေးတာလေးကိုတနေ့ကတင်ထားပါတယ်ခန္ဓာကိုယ်စိတ်ပိုင်းကြတော့ပုထုဒ္ဒယောက်ျားရဲ့ကာလပုထုဒ္ဒယောက်ျားရဲ့ရင်ဘတ်ပါတက်တက်တော့ဥကောင်းဆိုတော့ခဏထပြောနေတာနားထဲမှာဆွဲအောင်တက်တက်ဆိုဥကောင်းနှစ်တက်ဆိုမျက်နှာသုံးတက်ဆိုလေကြောင်းလေးတက်ဆိုအခုရင်ဘတ်ရောက်လာတပြည့်နဲ့အထက်ကဆင်းလာတာအခုရင်ဘတ်ရောက်လာပြီ
ဒါကလာပုတ္တရာယောက်ျားရဲ့ရင်ပါလူတွေအားလုံးရဲ့ရင်ပါဘောပြဿနာများနေအိမ်ချမ်းမြေရင်ကားနော်အဲ့တော့ဆရာတို့ကနော်ဒီလေးတန်ကရင်ကားရဲ့ပါဝါလေးဖြစ်တယ်နေအိမ်ချမ်းမြေရင်ကားပျော်ရွှင်ချမ်းမြေခြင်းလေးတန်ကပျော်ရွှင်ချမ်းမြေခြင်းနဲ့ပတ်သက်တယ်လေးတန်များလို့ရှိရင်ပျော်ရွှင်ချမ်းမြေတတ်တယ်ပျော်ရွှင်ချမ်းမြေဖြစ်တတ်တယ်စီစဉ်ဥစ္စာဘွယ်ဂုံတူးရတတ်တယ်စီစဉ်ဥစ္စာရတတ်တယ်လို့ဘွယ်တူးဂုံတူးတွေရတာကိုလေလေးတန်ကညွှန်းတယ်မင်္ဂလာအခမ်းအနားလုပ်တာလေလေးတန်ကညွှန်းတယ်အဲ့တော့လေးတန်ဇတ်ဆောင်ကျိုးတတာစားလိုက်တာနဲ့သာသရှင်အိမ်ချမ်းမြေရင်ကားဝင်ဖို့အကြောင်းဖန်လာလိမ့်မယ်အဲ့ချိန်မှာပျော်ရွှင်မှုတွေများပါလိမ့်မယ်အများအားတော့ပဲပျော်ရွှင်နိုင်မှာဟုတ်လူတယောက်ကနော်လူတယောက်စီကိုအခုဆရာတို့ကပို့လေးတစ်ခုတင်လိုက်တယ်တင်လိုက်တဲ့ခါမှာပို့တစ်ခုကတော့ဟာလေးစားပါတယ်ဟာအားကိုးပါတယ်ဟာဟုတ်နော်ကောင်းတဲ့အကြောင်းကြီးရေးလိုက်မယ်ကွန်မန့်လေးတစ်ခုပါကိုအောက်မှာလာမဲနေမယ်ဒီလိုပဲနောက်တစ်ချောင်းကြတော့မင်းဘာကောင်းမို့လို့လဲလို့ဘာလို့ညာတော့မြင်ဘူးလားအဲ့ပါရင်ဒီခဏလေးတော်တွင်းပါပဲနော်ဆရာတို့ဘုဒ္ဓလက်ခတ်လေးတွေအပြောင်းလဲလေးတုန်းကပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းဆိုတာမဖြစ်ဘူးလားပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းစိတ်နှောက်ကြည့်ခြင်းမကျေနပ်ခြင်းဒေါသထွက်ခြင်းတွေကဒီခဏလေးမှပေါ်လာတာဒါတွေအားလုံးပေါ်လာတာကအလကားပေါ်လာတာတော့မဟုတ်ဘူးဥပမာပြောမှဆိုရှင်ကိုစီကိုစာ3000ရောက်လာတယ်စာ3000ရောက်လာတော့ပရောစာတော့ဖောက်လို့ကြည့်လိုက်တော့ဟောသူ့ရဲ့မိတ်ဆွေကြီးကတကယ်ကြီးမိတ်ဆွေရှိထားတဲ့ငွေငါနော်မန်အော်ဒါနဲ့တွဲလိုက်တယ်ဒီနေ့ကဆွဲလိုက်တယ်ငါအခုတော့မြို့တန်ကျိုးစာလေးပို့လိုက်တယ်အဲ့ဒါသူပြောတယ်နောက်တန်ကျိုးစာတော့ကိုဖောက်ကြည့်လိုက်တဲ့ခါကျတော့ဟုတ်လားမင်းအမေကျောင်းမကြီးမကောင်းလို့အမြန်လာဆိုတဲ့ကျင်းတဲ့စာလေးတွေ့တော့သူ့မှာစိတ်မချမ်းမြေ့ဖြစ်တယ်ဒါနဲ့နောက်ကျင်းတဲ့စာတစ်စောင်းဖောက်ထွက်လိုက်တဲ့ခါကျတော့ဘယ်နည်းစာရည်တင့်အားနော်ဘယ်ရာသီးလို့တိုးမြင့်လိုက်ပြီဆိုတော့ဒီလိုမလာဘူးလားအဲ့လိုပဲတခဏတာအတော်တင်မှာနော်ကောင်းတာရောဆိုးရတယ်ရောမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်လူတွေကအများအားမပျော်ရွှင်နိုင်ဘူးအများအားလည်းဝမ်းမနေနိုင်ဘူးသဘောပါနော်ပျော်ရွှင်မှုဝမ်းနေမှုဆိုတာကလူတွေအားလုံးမှာရှိတယ်ပျော်ရွှင်မှုတွေများတဲ့လူတွေကိုပျော်တော့သူ့မှာပို့ပြီးတော့ပါလဲဆိုရှင်ပျော်တာများတယ်ဝမ်းနေကြကြနေတဲ့ဆိုဒီလူကဘောမှာပျော်ရွှင်မှုများတဲ့လူလို့ဆရာတို့ဒီလိုတတ်မှတ်တာသဘောပေါက်နော်တော့တစ်ချိန်တည်းမှာပဲတစ်ချိန်ဆို at the same timeတစ်ချိန်တည်းမှာပျော်ရွှင်စရာသတင်းစကားကြားတယ်လို့တစ်ချိန်တည်းမှာလည်းနော်ဝမ်းနေစရာသတင်းစကားမကြားနိုင်ဘူးလားကြားနိုင်ပါတယ်ဟုတ်ပြီနော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အမေကိုပြောတာညီမတို့အိမ်သူအိမ်သားများနှစ်တန်းအိမ်သူအိမ်သားများဘယ်နဲ့လဲနှစ်တန်းညီမဘယ်နဲ့တန်းလဲ3တန်းညီမဘယ်နဲ့တန်းလဲ3တန်း3တန်းရဲ့နှစ်တန်းဆိုတာ4တန်းပဲ3တန်းရဲ့နှစ်တန်းဆိုတာလေ4တန်းပဲညီမတို့ဤဒါအိမ်သူအိမ်သားများနောက်ဆိုညီမတို့ဤနော်ဘာလို့ဆိုရှင်ငွေကြေးအခြေအနေနော်ဒါတွေကိုသူကဖော်ပြတယ်အဲ4တန်းဆိုတာလူမှုရေးနော်လူမှုရေးကိစ္စများနဲ့ဖြစ်တဲ့တာချင်းတို့ဤစီးပွားရေးနှစ်တန်းကသူရဲ့ငွေကြေးအခြေအနေကိုဖော်ပြတယ်3တန်းတာချင်းကွက်တာချင်းတို့ရဲ့ညီမတို့နော်ဒါငွေကြေးအခြေအနေကောင်းခြင်းမကောင်းခြင်းကိုလေးတန်းဇက်ဆောင်ကြိုကိုကတတာစားခြင်းအပြင်သိနိုင်ပါတယ်သူတို့ကောင်းမယ်မကောင်းဘူးဆိုတော့ပြောနိုင်ပါတယ်တာသမီးတို့ဆုံးရှုံးမှုမိခင်ဆုံးရှုံးမှုဆိုတော့ဆရာတို့က3တန်းဇက်ဆောင်တတာစားတော့မိခင်ရဲ့ဆုံးရှုံးမှုဖြစ်တယ်အခုကလေးတန်းဇက်ဆောင်တတာစားတော့9တန်းရဲ့ຢာရအိမ်ဖြစ်နေတာဒါပေါ့နော်တလူကတုံကသာသာဘာလူပုတ္တရာအာရီပထရီမရဏတုဘကမ္မလာပါຢာရဖြစ်မနေဘူးလားຢာရဖြစ်တာသမီးတွေတော့ဗျာရအိမ်ဖြစ်နေတယ်အဲ့တော့တာသမီးတွေဆုံရှုံတတ်တယ်လေးတန်းဇက်ဆောင်တတာစားရင်တာသမီးတွေကလည်းဆုံရှုံမှုဖြစ်တတ်တယ်လို့ဆိုထားတယ်နော်ဒါမှမဟုတ်တာသမီးတွေရွှေ့ပြောင်းခွဲခွာခြင်းကိုယ်နဲ့ခွဲခွာသွားတယ်12တန်းဆိုတော့နော်သူတို့ရဲ့12တန်းဆိုတော့နောက်တစ်ခုထပ်ပြောတာရှိတယ်12တန်းဆိုတာကနော်သစိမ်းပြင်အရက်တွေကိုရောက်သွားတာဘောပေါ့နော်သစိမ်းပြင်အရက်ကိုရောက်တာ12တန်းတဲ့ဇနီးအလုတ်အကိုင်ဇနီးကထောက်လို့ရှိရင်အလုတ်ကန်10တန်းဇနီးဆိုရင်ဆရာတို့ကြည့်မယ်ဇနီးဆိုရင်ထောက်မယ်ဇနီးကထောက်မယ်1 2 3 4 5 6 9 10 9
ကိုတစ်ဆက်လေးတက်သတ်ဆောင်တတာဆိုင်ရင်ဒီနေ့အလုပ်ကိုင်းတိုးတက်ခြင်းမတိုးတက်ခြင်းကိုဆရာတို့မကြည့်နိုင်လားကြည့်နိုင်တယ်နော်အဲ့လိုကြည့်နိုင်ပါလေလေးတက်သတ်ဆောင်တတာစားတာနဲ့ဒီနေ့အလုပ်ကိုင်းအကြောင်းကိုဆရာတို့ကပြောလို့ရတယ်ဟောလို့ရတယ်နော်အဲ့လိုဆိုထားတယ်နောက်တစ်ခါနော်အဖအီမတော်တဆမှုမတော်တဆရှစ်တန်မတော်တဆဘယ်နဲ့တက်လဲရှစ်တန်အဖေကထောက်မယ်ဆိုရင်ကိုယ့်ရဲ့လေးတန်သတ်ဆောင်တတာဆိုင်အဖေမတော်တဆမှုဖြစ်တတ်တယ်1 2 3 4 5 6 9 10ဟောအဲ့တော့လေးတန်သတ်ဆောင်တတာဆောက်လိုက်တာလည်းကိုယ့်ရဲ့အဖေကဘာဖြစ်တာလဲမတော်တဆမှုဖြစ်တတ်တယ်ဒါတာသမီတာတာတွေကဒီတော့ဖေးရေးအကြောင်းတွေလည်းပေါ်လို့မရဘူးလားပေါ်လို့ရတယ်ဟုတ်လားနော်ဖြစ်တတ်တယ်အကိုကြီးအမှားဆိုပြီးဘေးဥပအန်ဒရဘေးဥပအန်ဒရ6တန်ဘေးဥပအန်ဒရဘာလဲ6တန်ဘေးဥပအန်ဒရယောဂဝေဒနာအကိုကြီးအမှားကြီး17တန်အကိုကြီးမှာကြီးဘယ်နဲ့တက်လဲ17တန်17တန်ထောက်လို့ရှိရင်ဒီ၄တန်ကိုသွားထောက်မယ်1 2 3 4 5 6ကိုမှ၄တန်ဇက်ဆောင်ကျိုးတတာစားလို့ရှိရင်အကိုကြီးအမှားကြီးတို့ရဲ့ကျမ်းမာရေးနော်ယောဂနောက်ဆိုရင်အန်ဒရတွေကိုဆရာတို့ကသွားတော့စစ်စီလို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ပြန်တောင်းလဲဆိုရှင်နော်ငါတန်တော့မပုတ်ရပါဝနော်ငါတန်လို့ခေါ်တယ်နော်တဘာရငါတန်ဒီငါတန်ကိုရောက်ပါပြီဒီကငါတန်ဒီလိုပဲဗီလေးကိုရေးထားတာဗီကတော့ဆရာတို့ငါလို့ပတ်မှတ်ထားတာပါဟုတ်ပြီနော်အဲ့ဒါကပုတ်ရပါဝပုတ်ရဆိုတာကဆရာတို့ကနော်ဘာလို့ခေါ်လဲဆိုပုတ်တော့ပါတော့ဆရာတို့ဒီပါဠိလိုတော့တာသမီလို့ဆိုထားတယ်ဟုတ်လားနော်တာသမီလို့ဆိုထားတယ်အဲ့တော့ခန္ဓာကိုယ်စိတ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်1 byte ရောက်လာပြီအစောတော့၄တန်းကရင်ပတ်၅တန်းကပါလေ1 byte ရောက်လာပြီကာလကုသယောက်ျားကိုဆင်မယ်ဆိုရှင်1တန်းကဥကောင်2တန်းမျက်နှာ3တန်းလေချောင်း4တန်းကရင်ပတ်5တန်းက1 byte ရောက်လာပြီတစ်ဖြည်းဖြည်းနဲ့အောက်ကိုရောက်လာပြီနော်အဲ့ငါးတန့်ကနော်ငါးတန့်တွေပါလာလို့ရှိရင်နော်ငါးတန့်ရတော့ဘောပြနာအာနာပိုင်ဤဂုံပြုခံခြင်းအာနာပိုင်ဆိုကိုနော်နေထိုင်တော့အယတ်ဒေတာရဲ့နော်အုတ်ချုပ်သူတို့ဤဘာလို့လဲဆိုရင်ဂုံပြုခံတာလေငါးတန့်ပဲကောင်းတော့ငါးတန့်ဖြစ်ခင်ဂုံပြုတာမကောင်းတော့ငါးတန့်ဖြစ်ခင်အပွားကြံနဲ့လောင်းကစားလုပ်တယ်လို့ဆိုထားတယ်ဉာဏ်ပညာငါတန်ကဉာဏ်ပညာဆရာတို့ကသာတာမှာဒီကောင်ဉာဏ်ကောင်းလားမကောင်းလားတွားကြည့်လို့ရှိရင်ငါတန်ကိုတွားကြည့်ရတယ်ငါတန်မှာတန်ဒီပေါ်တူနဲ့ကဉာဏ်ကိုပြဉာဏ်မှာလည်း2မျိုးရှိတယ်အနည်းဆုံး2မျိုးရှိတယ်မှတ်ဉာဏ်နဲ့ကြက်ဉာဏ်ပြီးမှတင်ကြုတ်ပတ္တိဉာဏ်ဆိုလည်းမရှိဘူးလားတင်ကြုတ်ကထိုးထွင်းပြီးသိတာနော်ထိုးထွင်းလို့ရှိတာတင်ကြုတ်ပတ္တိဉာဏ်အဲ့လိုရှိတယ်တော့ဉာဏ်ပညာဓလိထုံးစံတွေအားလုံးဟာငါတန်ငါတန်သတ်ဆောင်ကျိုးကောင်းတယ်လို့ရှိရင်ဓလိထုံးနှန်းတွေကိုလိုက်လာတယ်ရှေးဘဝကုသိုလ်အရင်ကဆို9တန်းကလည်းရှေးဘဝကုသိုလ်9တန်းကလည်းဗာလေရှေးဘဝကုသိုလ်ပါပဲရှေးဘဝပါလာတဲ့ကုသိုလ်တွေတဲ့နော်မနောမယဉာဏ်ဘောနော်ဘောနာမယဉာဏ်မနောကနေတော့ပဲနော်ကြည့်မနောကနေတော့ပဲဆရာတို့ကကြည့်လိုက်တာနဲ့မနောမယဉာဏ်ပေါ့နော်မနောမယဉာဏ်ဘောနာမယဉာဏ်တဲ့အဲ့တော့ဆရာတို့ကဟိုဘက်သွားမယ်ဆရာတို့ကနော်ဒီတရားဖက်လိုက်မယ်ဆိုရှင်တရားဘာဝနာဆိုမလို့ဘူးလားတော့လေအဲ့တော့ဘာဝနာမယဉာဏ်ဆိုတာငါတန်ကအရေးကြီးတယ်ငါတန်ပါမတာဇတ်ဆောင်ကြလို့ရှိရင်တရားကိုခေါ်လိုက်တာနဲ့သိသွားနိုင်တယ်လို့ဆိုရင်လို့ဆိုရင်ခေါ်လို့နာခေါ်လို့နော်ခေါ်ရင်နာပြန်လို့တော့မူတော့မယ်စံဖြူဖြူတစ်စလဲမှမရတော့ဘူးဆိုတဲ့သဘောဖြစ်တတ်တယ်ဟောတာတချို့လေနားမလဲဘူးတော့နာကြတာပဲတော့လုပ်ကြတာပဲဒါပေမဲ့ဇာတဘာဘာဝနာမယဉာဏ်ပါလာမှဒါလည်းဘာဖြစ်လဲဆိုရှင်သူကတရားကိုအလွယ်တကူသိနာလေတတ်တယ်ဒါကြောင့်ငါတက်ဘာဝမနောမယဉာဏ်စိတ်ထဲမှာအလိုလိုသိမှုဘာဝနာမယဉာဏ်တရားဓမ္မတွေကိုအလွယ်တကူနားလည်နိုင်မှုတော့တရားကနဲ့နဲတယ်သိမ်မွေ့တယ်နူးညံ့တယ်အလိုကူနားမလည်နိုင်ဘူးနားလေတရားကြောင်ပဲရှိတာမြန်မာလူမျိုးတွေကလည်းဒီဗုဒ္ဓဘာသာခံကြတာတကယ်တော့နားလေတရားကြောင်ရှိတာဗုဒ္ဓဘာသာစစ်ဆိုလို့ရှိရင်တော့မကောင်းမှုကိုလုပ်တာကိုဒါသူကဘာလဲဆိုရှက်ချင်းမကောင်းမှုလုပ်အောင်ကိုကြောက်ချင်းဆိုတော့ဗုဒ္ဓဘာသာစစ်တွေရှိလာတယ်အဲ့တော့ဖ
ဖျားပေါ်လာတာနဲ့ဘာပဲဘာလို့ဆရာတို့သိနိုင်ဆိုရှင်ကောင်းမှုနဲ့မကောင်းမှုတော့ကုသိုလ်နဲ့အကုသိုလ်ကိုကွဲကွဲပြားပြားသိနိုင်တယ်တဲ့နော်အဲ့လိုဆိုတဲ့အဲ့ဘာဝနာမယဉာဏ်ကိုကိုကပြောတယ်ငါတန့်ကလေးလာစိတ်ပူတာလေငါတန့်ပါနော်နိုင်ငံရေးလောက်တာငါတန့်အပွားကြံတာငါတန့်နော်အဲ့ဒါလောင်းကစားလောက်တာလေဗာလေငါတန့်ပွားပေါက်တူတယ်အဲ့တော့အပွားကြံလိုက်တော့ပွားပေါက်တူတာလေငါတန့်ပဲရှစ်ပြတ်နာရည်စားအခြေရနဲ့ပတ်သက်တဲ့ကိစ္စတွေကိုငါတန့်တာတော့ကြည်ခေါ်တယ်ငါတန့်ပေါ်တန်ဒီဗုဒ္ဓနဲ့ခါတဲ့ကြည်ကြပြည့်သူဒီနော်တဘာမင်္ဂလေးပေါ်မှာတစ္ဆာရှိတယ်မရှိဘူးဆိုတဲ့ချက်ကိုသူကပြောလို့ရတယ်ဟောရည်စားလည်းငါတန့်ဂီတအနုတ္တခုမှာငါတန့်ကဂီတအနုတ္တခုမှာတောက်ကြရတယ်ဂီတနော်အနုတ္တခုမှာပါပဲဒါကြောင့်ငါတန့်နဲ့တောက်ကြပေါင်းလို့ရှိရင်အနုပညာသမားလေးဖြစ်လာတော့တာပဲအလုံးမခွင့်ယူခြင်းအဲ့ဒါလေးကိုပြောအောင်မယ်အလုံးဆိုတဲ့နေရာမှာဆရာတို့ကနော်အလုံးဆိုတဲ့နေရာမှာအများကြီးရှိတယ်ဆရာတို့အလုံးတွေအလုံးတွေအများကြီးရှိတယ်အဲ့အလုံးအများကြီးကိုဆရာတို့ကနည်းနည်းပြောရမယ်အလုံးတွေအများကြီးရှိတယ်အဲ့အလုံးတွေအများကြီးကိုဆရာတို့ကပြောရမယ်မပြောလို့မရဘူးအဲ့တော့ဆရာတို့အခုအလုံးကိုပြောကြသူအလုပ်မှာဆရာတို့ကနော်ငွေရဖို့အတွက်အကုန်လုပ်ကြတာပဲငွေဆိုစောင်းဝင်နေရအတွက်အလုပ်လုပ်ကြတာအဲ့ချက်ပါတစ်ချက်စောင်းဝင်နေချိုလုံးတော့စီးပွားရေးအတွက်လုပ်တာဆိုရှိတာဒါဆရာတို့ကနော်တက်တန်နော်ဒါသဘောရဆက်ကြည့်လို့ရှိရင်စေတန်အလုပ်ကင်ဘာဝလို့ခေါ်တယ်ဘာဝလို့ခေါ်တယ်အလုပ်ကင်ဘာဝဥမာဒီအလုပ်ကင်ဘာဝကဝန်ထမ်းရောကိုယ်ပိုင်လုပ်ငန်းရောနှစ်ခုရောနေဝန်ထမ်းရောကိုယ်ပိုင်လုပ်ငန်းရောနှစ်မျိုးရောနေတာဟုတ်လားနော်ဝန်ထမ်းရောကိုယ်ပိုင်လုပ်ငန်းနှစ်မျိုးရောနေတယ်6တက်ဆိုကြည့်ရမယ်6တက်ကဝန်ထမ်းဦးလီစေကဒါတွေက6တန်းကဝန်တန်းကူလီအစီကံဟုတ်လားနော်ဒါ7တန်းဒီလိုဆရာတို့ကဆိုထားတယ်ဒါအလုတ်ကိုင်းနဲ့ပတ်တယ်နောက်တစ်ခါ9တန်း9တန်းကျတော့စီးပွားရေးလုပ်ငန်းနော်နောက်တစ်6တန်းကလုပ်ငန်းတွေမှာပြောရဆိုဝန်ဆောင်မှုလုပ်ငန်းအဲ့တော့ဆရာတို့အခုကနော်ဒီအလုပ်ကိုင်းဆိုတဲ့ကိစ္စလေးပြောမယ်အဲ့တော့ဒီမှာဝန်ထမ်းပေါ့ဆရာတို့ကအလုပ်တိုင်းဆိုတာဝန်ထမ်းလို့ဆိုကြပါစို့9တန်းကိုသွားမယ်9တန်းကအလုပ်ကိုင်းနော်ဒီ9တန်းပါလာလို့ရှိရင်6တန်းကအလုပ်ကိုင်း9တန်းကနော်အလုပ်ကိုင်းပြာရဆိုတာအလုပ်မရှိတော့ဘူးလို့အတိတ်ပဲရတယ်9တန်းဆိုတာဘာလဲအလုံးမရှိတော့ဘူးလို့အတိတ်ပဲရတယ်တုတ်ဖို့ပင်စင်ယူရလို့အတိတ်ပဲရတယ်တုတ်ဖို့အလုတ်ကထွက်လိုက်ပြီးတော့အတိတ်ပဲရတယ်သဘောပေါက်နော်ဒီလိုဆိုထားတယ်အဲ့တော့ဆရာတို့ကအလုတ်အကိုင်းရှိတယ်ဆိုလို့ရှိရင်နောက်ဆိုစဉ်းစားတော့ပါလူကြောက်အလုတ်ကိုင်းရှိလို့ရှိရင်ငွေရမယ်နော်2တန်းအလုတ်ရမယ်6တန်း10တန်းလည်းအလုတ်ပဲဟုတ်ပြီနော်ဒီ2တန်း6တန်း10တန်းနဲ့စဉ်းစားပြီးမှဆရာတို့ကအလုပ်ရမယ်မရဘူးဆုံးဖြတ်ရတယ်ဒါကြောင့်ဘာဝတွေကိုသင်ရတာဟုတ်ပြီနော်အခုတော့ဆရာတို့က5တန်းဆိုတာက6တန်းရဲ့ဗျာရ5တန်းဆိုတာဘာလဲ6တန်းရဲ့ဗျာရအဲ့တော့5တန်းဆိုတာအလုံးမရှိတော့လို့အသေးပဲရောက်တယ်ဒါကြောင့်ဒီမှာဆိုရှင်နော်အလုံးမှာခွင့်ယူခြင်းပင်စင်ယူခြင်းတနည်းအားဖြင့်အလုံးပြုတ်ခြင်းနဲ့5တန်းပါပဲဟုတ်လားနော်အလုံးပြုတ်ခြင်းနဲ့5တန်းဝန်ထမ်းအလုပ်ပြုတ်တယ်အလုပ်ပြုတ်တယ်လို့ပြောလို့ရှိရင်ဝန်ထမ်းအလုပ်ကနေတော့ပြုတ်သွားတယ်ပြောတာဟုတ်လားနော်ပြင်ဆင်ရဆိုရင်ဝန်ထမ်းပြင်ဆင်ယူတာအလုပ်ချက်တဲ့ဆိုရင်ဝန်ထမ်းကနေတော့ထွက်တာခွင့်ရဆိုရှင်ဝန်ထမ်းကနေတော့ခွင့်ယူတာဘောနော်ကိုယ်ကလုပ်ငန်းသမားတွေကစပွဲလုပ်ငန်းသမားတို့ခွင့်ရှိတာမရှိဘူးဟုတ်လားနော်ကိုနားချင်းနားတယ်ဆိုင်ပိတ်နားလိုက်ယူမယ်ဆိုင်နဲ့လုပ်တဲ့သူက
ကုမ္ပဏီလုပ်တဲ့အတွက်ကုမ္ပဏီပိတ်နားလိုက်ရုံပဲဒါကနော်ဒါအဲ့ဒါသူတို့ရဲ့သူတို့က right ရှိတယ်သူတို့ရဲ့အခွင့်အရေးရှိတယ်ဒီကတော့အခွင့်အရေးမရှိဘူးအလုပ်ဖွင့်တဲ့နေ့အလုပ်တက်ရမှာပဲဟုတ်လားနော်မတက်ရင်ခွင့်ယူဒါပဲရှိတာဒါကြောင့်အလုပ်ဆိုတာသိလားအလုပ်ဆိုတာ10တန်းကလည်းအလုပ်အဲ့ဒါမှာဝန်ထမ်းရောဆရာတို့ဘာပါတယ်ကိုယ်ပိုင်လုပ်ငန်းရောပါတယ်နောက်တစ်ခါကျ6တန်းကျတော့ဝန်ထမ်းလုပ်ငန်းဒါဆိုရင်ကူလီတွေပေါ့ရွာတွေမှာဆိုရှင်လဲကူလီလုပ်တယ်ဒါဆိုရင်ကူလီထမ်းတယ်ဟုတ်တယ်နော်သူများအလုပ်ကိုလုပ်ရတာကူလီထမ်းတယ်တချို့ကျတော့အစီကံနော်အဲ့တော့အစီကံဆိုတဲ့စကားရှေ့တော့တုံးတယ်ပေါ့အခုကျတော့အစီကံမခေါ်တော့ဘူးအိမ်ဝင်လာပြီးတော့ဟောလုပ်တဲ့အလုပ်ကိုဒါဘာလုပ်လဲဆိုတော့အိမ်ဘောကိုအရင်တော့အိမ်ဘောမခေါ်တော့ဘူးသူကြတော့နော်တမျိုးတုံးလိုက်တဲ့ house service ဟုတ်လားနော် housekeeping လို့ခေါ်တယ်နော် housekeeping လို့ဆိုတော့အိမ်ရဲ့နော်အလုပ်တွေကိုဝန်ဆောင်မှုလုပ်တဲ့သူဖြစ်သွားပြီဆက်ပြောမယ်နော်ဒါကပစ္စည်းယောဂပျောက်ကင်းကျမ်းမာခြင်း6တန်ကယောဂ9တန်က6တန်ရဲ့ဗျာယ9တန်ကပဲ6တန်6တန်ယောဂဖြစ်တယ်အဲယောဂဗျာယဖြစ်သွားဆိုရှင်ယောဂပျောက်ကင်းသွားတာနားလည်းတော့ယောဂဘာဖြစ်လဲပျောက်ကင်းသွားတာ9တန်ဆိုတာယောဂပျောက်ကင်းသွားတာပြန်ဆိုင်မှုရှုံးနေခြင်း6တန်ကပြန်ဆိုင်တာ6တန်ဘာဖြစ်လဲပြန်ဆိုင်တာ6တန်ဗျာယက9တန်ကပြန်ဆိုင်မှုရှုံးနေတာကိုလည်းပေါ်ပြပါတယ်စတုကိုအကျိုးရှိစေခြင်းနော်စတုကိုအကျိုးရှိစေစတုကစတုဆိုရှင်9တန်နော်စတုတွေကိုလည်း9တန်လို့ခေါ်တယ်ဒီမှာတာလို့ကြည့်မယ်စတုက9တန်စတုကိုအကျိုးရှိစေ9တန်ကစတုကိုအကျိုးရှိစေတယ်ဒါတတန်ဒါ9တန်ဒီ9တန်ကိုနဲ့စတုလုပ်တဲ့သူဒါမိမိကိုယ်တိုင်အဲ့ဒီမှာဆရာတော်ကခုဒီခေါ်ပေါ်တာစက်ဒါ9တတ်ဆိုတာကိုယ့်ဘက်ကထောက်လို့ရှိရင်ကိုကဆုံရှုံနိုင်တယ်9တတ်ခုနဆုံရှုံနိုင်တယ်မဟုတ်ပြဘူးလားပေါ်ပြတယ်စတူဘက်ကရှိလို့ရှိရင်1 2 3 4 5 6 9 10 11သူကပျော်ရွှင်သွားမယ်17တတ်ဆိုပျော်ရွှင်ตายာခြင်းသူကအောင်နိုင်ခြင်းနားလည်နော်သူကအောင်နိုင်တယ်ကိုက9တတ်ဆုံရှုံတယ်ဘောပါလားမသိတော့9တက်ကရှုံးနေခြင်းလို့လည်းဆရာတို့ကပေးထားပါတယ်နော်ပြန်ဆိုင်မှုရှုံးနေခြင်းစတုကိုအကျိုးရှိစေခြင်းနော်စတုကိုရှုံးခြင်း9တက်ကထိပေါက်ခြင်းကိုလည်း9တက်အဖြစ်သုံးပါတယ်ဇနီးဤဝင်ငွေဇနီးကထောက်လို့ရှိရင်17တန်းပါပဲဇနီးကထောက်ဘယ်နဲ့တက်လဲ17တန်းပဲ17တန်းဆိုတာဝင်ငွေဇနီးက9တန်းဇနီးကဘယ်နဲ့တက်လဲ9တန်း9တက်ဆိုတာဇနီးကထောက်ရင်17တန်းပါပဲအဲ့တော့ထောက်ကြည့်အောင်ဒါဇနီးကထောက်လို့ရှိရင်1 2 3 4 5 6 9 10 17တန်းအဲ့9တန်းက17တန်းမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့ဒါလေးကိုဆရာတို့သိရမယ်နော်နောက်တစ်ခါဆရာတို့ကဆွေမျိုးသားချင်းကိစ္စနဲ့ပတ်သက်လို့ရှိရင်တော့တာဦးသမီးဦးတော့9တန်းခေါ်ပါတယ်9တန်းဆိုရင်ဒုတိယသားသမီး9တန်းဆိုရင်တတိယသားသမီးလို့အဲ့ဒါလိုခေါ်ပါမယ်နောက်တစ်ခါဒုတိယညီမပထမညီက3တန်းဒုတိယညီက5တန်းတတိယညီက1 2 3 9တန်းဆိုတော့ညီက1 2 3 9တန်းတတိယညီက1 2 3 17တန်းနော်အဲ့တော့ဒါပထမညီဒုတိယညီတတိယညီစတုတ္ထညီပြစ္ဆမညီသတ္တမမြောက်ညီတော့ညီမဟာတတန်သဘောပါနော်အခုဆရာတို့သိရမှာက9တန်းဆိုတာဒုတိယညီ9တန်းဆိုတာဗာလေဒုတိယညီတော့ညီမအကိုကြီးအမကြီးတော့မိတ်ဆွေတို့ဤဇနီးတော့လင်းအကိုကြီးအမကြီးကဒီမှာ17တန်း17တန်းမြန်နေချက်က9တန်းဘာဝကအိမ်တော်ကြီး1 2 3 4 5 6 9တန်းဆိုတာအကိုကြီးအမကြီးတို့ရဲ့ဇနီးတော့လင်းပါပဲဟော17တန်းကိုဆရာတော်မိတ်ဆွေတို့ပြောရှင်မိတ်ဆွေတို့ရဲ့ဇနီးတော့မိတ်ဆွေလင်းပါပဲ9တန်းဆိုတာမိတ်ဆွေတို့ဇနီးတော့မိတ်ဆွေတို့ဤလင်းနော်မိတ်ဆွေအမျိုးသမီးလင်းမိတ်ဆွေအမျိုးသားဤဇနီးဟုတ်ပြီနော်အဲ့လိုဆိုထားတယ်အဖကြီးအဖေကြီးအဖေဘိုးကြီးပေါ့အဖေကြီးအဖေကဗာလဲအဘိုးလို့ခေါ်တယ်အဖေကြီးအဖေမှာအဘိုးခေါ်တာနော်အဖေဆိုတာကတော့ကိုယ်တန်းရနေတော့ဝယ်1 2 3 4 5 6 9 10 9
ဒါကအဖေရဲ့ပါလေအဖေငါတန့်ဆိုတာအဖေရဲ့အဖေဘာဝအဖိုးဘာဝပါငါတန့်ဆိုအဖိုးရဲ့ပါလေဘာဝပါအဲ့ဒါသိချမှတ်မယ်ငါတန့်ကအဖိုးရဲ့ဘာဝလူမျိုးရေးကိစ္စတွေကြည့်လို့ဆိုရင်အမိတားခြင်းလို့စီပွားရေးတဲ့အမိတားခြင်းလို့စီပွားရေးနော်အမေဒီမှာအမေရဲ့တားခြင်းဟာနော်အမေရဲ့တားခြင်းကနှစ်တန့်အမေရဲ့တားခြင်းကနှစ်တန့်အမေရဲ့တားခြင်းအမေရဲ့စီပွားရေးနော်ဒီမှာရေးထားတာအမိတားခြင်းလို့စီပွားရေးတဲ့နော်ရေးထားအမိဤတားခြင်းနှစ်တန့်ဆိုအမေရဲ့တားခြင်းအမေရဲ့ဗာလေစီပွားရေးနော်အမေရဲ့တားခြင်းအမေရဲ့စီပွားရေးအဖဤကုသိုလ်လှူဒန်းခြင်းကုသိုလ်ကောင်းမှုကကိုယ်တန်ကုသိုလ်ကောင်းမှုကဘယ်နဲ့တန်လဲကိုယ်တန်အဖထောက်မယ်အဖထောက်လို့ရှိရင်ဒီ၅တန်ကကိုယ်တန်ဖြစ်ရမယ်1 2 3 4 5 6 9 10 9ဒါအဖရဲ့ကိုယ်တန်ကအဖရဲ့ကုသိုလ်ကောင်းမှုဒါဆိုခရီးဝေးတွားခြင်းနိုင်ငံခြားတွားခြင်းကလေးစာတာတွေမှာအဲ့လိုလေးတွားတွေ့ရတယ်အဲ့တော့နော်ဆက်ကြည့်မယ်ကုသိုလ်လှူဒန်းခြင်းမိတ်ဆွေအကိုကြီးအမကြီးတို့အိမ်တောင်ရေးနော်မိတ်ဆွေသတ္တရမျက်နှာချင်းစာ၅တန်းဒါမိတ်ဆွေရဲ့အိမ်တောင်ကြီးသတ္တရအကိုကြီးတုံးအမကြီးသူတို့ရဲ့မျက်နှာချင်းစာ၅တန်းဆိုတာကမိတ်ဆွေတို့ရဲ့အိမ်တောင်ကြီးဒူဒီမဟုတ်အကိုကြီးတုံးအမကြီးတို့ရဲ့အိမ်တောင်ကြီးကိုညွှန်ထားပါတယ်တာသမီတို့ကျမ်းမာရေးတတန့်နော်တတန့်ကနော်ဆရာတို့တတန့်အကြောင်းတင်တော့တတန့်မိမိကိုယ်တိုင်နော်ဘောတစ်ခုလုံးနဲ့လွှမ်းခြုံပြီးအသက်ရှည်ရေးနော်ကျမ်းမာရေးဘဝအောင်ရေးခေါ်တယ်ဒါဆိုရင်ဒါတာသူတဲ့တတန့်လေဒါတာသူရဲ့ဗဒတန့်လေတတန့်လေဒါကြောင့်တာသူတို့ရဲ့ကျမ်းမာရေးလို့အဲ့လိုဆိုတယ်ကြီးပွားရေးအဲ့တော့ဘောတစ်ခုနဲ့လွှမ်းခြုံပြီးအသက်ရှည်ရေးကျမ်းမာရေးနော်အသက်ရှည်ရေးကျမ်းမာရေးနော်ကြီးပွားတုတ်တဲ့ရေးလို့ဆိုထားတယ်အဲ့ဒါကိုဒီမှာပြန်ထည့်ထားတာပါနောက်ပြီးတော့ဘေကင်းမှုအဲ့တော့တတန့်ဘေကင်းတတ်တဲ့သဘောကိုညွှန်ထားတယ်ခဏ6တန်းထိတင်လိုက်မယ်နော်ခဏ6တန်းပြီး73ကိုတွားမယ်6တန်းသုံးအာကြီးနော်ဘာဝအာကြီးဆိုတာကအရှင်းအပြန်အဆိုင်လောက်တာကိုအာဒီလို့ခေါ်တော့နော်တောင်းလို့ရှိရင်ရှုံးနေခြင်းကလည်း6တန်းဒါမှမဟုတ်ရှင်ရံပေါ်ခြင်းကလည်း6တန်းနားလည်နော်ဒါလေးကိုမှတ်ထားမယ်အဲ့တော့ကာလပုဒ္ဒရာယောက်ျားတစ်ဖြစ်နဲ့လာပါကြီးခန္ဓာကိုယ်ကစောတော့နော်ဝင်ပိုက်ကလည်းအခုပဲရောက်တော့လေခါရောက်သွားဟုတ်တော့6တန်းကခါခုနကဖင်တို့တင်ပါလို့ပြောတာ7တန်းကအသက်အင်္ဂါစတင်ပါနော်ဖခင်ဒီလိုဆိုထားတယ်ဖင်လို့ဆိုထားတယ်အဲ့တော့ဆရာတို့ကနော်6တန်းသုံးမို့အာရီဘာဝကိုတွားမယ်ခန္ဓာကိုယ်စိတ်ပိုင်းနော်ခါကိုရောက်သွားပြီခါကိုရောက်သွားပါပြီတစ်ဖြစ်နဲ့အောက်ချောတာပြီးတော့လက်မောင်းကိုလည်းခေါ်သေးတယ်6တန်းကလက်မောင်း6တန်းကဘာလဲလက်မောင်း3တန်းကပခုံး3တန်းကဘာလဲခေါ်ဘာလဲပခုံး6တန်းကလက်မောင်းဘောတန်းကပတ်လို့ရှိရင်ကျွေးမိတင်တာ6တန်းကညီနော်ညီလို့ခေါ်တယ်ကျွေးမိတင်တယ်ပတ်သက်တဲ့ပါဝဟုတ်လားနော်ကျွေးမိနဲ့ပတ်သက်တဲ့ပါဝကျွေးတင်ခြင်းနောက်တစ်ခါအနာပေါက်ခြင်းယောဂရခြင်းရန်သူတွေ့ခြင်းအမှုခင်းဖြစ်ခြင်းတိတ်ခါကြခြင်းငွေချင်းငှားခြင်းငွေချင်းပြီဆိုတော့တိတ်ခါကြတာပဲတချို့ဆိုတိတ်ခါကြမှဆိုဘယ်သူမှမရှိဘူးငွေချင်းငှားခြင်းငှားရမ်းခြင်းငှားရတာနည်းနည်းတော်တယ်ချင်းငှားတာနဲ့ငှားရတာမတူဘူးငှားတာ specific ကိုမရှိလို့ငှားရတာတော့ပြန်ပေးတာချိတာကြတော့နော်ငွေကြီးကိုချိလိုက်တယ်ပြန်ပေးမှမှန်ပေမဲ့ကိုယ်တတ်နိုင်မှပေးလို့ရတာနားလဲနော်အဲ့တော့ကြောင့်အနေရချင်းချင်းနော်ချင်းငါချင်းအားရချင်းပြီးတော့အနိုင်ရချင်းကိုလည်း6တန်းထည့်ပါတယ်ဘယ်ချိန်မှာတော့အနိုင်ရ6တန်းနဲ့17တန်းတွဲလို့ရှိရင်အနိုင်ရချင်းလို့တိတ်ပဲရတယ်ကျွေးမိတင်ခြင်းက6တန်းနဲ့12တန်းတွဲလို့ရှိရင်ကျွေးမိတင်ခြင်းလို့အတိတ်ပဲရတယ်အနာပေါက်ခြင်းက6တန်း12တန်းနဲ့တွဲရနော်အနာပေါက်ခြင်းယောဂရခြင်းကလည်း6တန်းနဲ့12တန်းဖြစ်လို့ရှိရင်ယောဂရခြင်းရန်သူတွေ့ခြင်းကလည်း6တန်းနဲ့နော်12တန်းဖြစ်လို့ရှိရင်ရန်သူတွေ့ခြင်းအမှုခင်းဖြစ်ခြင်းက3တန်းနဲ့6တန်းပေါင်းရင်အမှုခင်းဖြစ်ခြင်းဒီလိုဆိုတာတိတ်ခါကြခြင်းဆိုတာ6ရှင်းစနစ်ဆိုရင်တိတ်ခါကြတယ်6တန်း8တန်း12တန်းချိန်ငါခြင်း6တန်း12တန်း
နောက်တစ်ခါငှားရမ်းခြင်း6တက်ဆိုင်အနိုင်ရခြင်း6တက်17တက်ဒီလိုသူကစုထားတာရန်အောင်ခြင်း6တက်17တက်အဲ့တော့6တက်ကသူ့ကြီးနေလို့ရှင်တော့ကျွေးမိတင်တာတွေအနာပေါက်တာတွေဖြစ်တတ်ပါတယ်ပေါင်းတဲ့ဘက်ကိုကြည့်မှဆိုရင်အ6တက်က17တက်နဲ့ပေါင်းလို့ရှင်တော့အနိုင်ရတယ်ရန်အောင်တယ်နောက်6တက်ဆိုတာအိမ်အောင်ရေးပျက်စီးတယ်တဲ့9တက်ကအိမ်အောင်ရေးဘာဝ9တက်ပါလေအိမ်အောင်ရေးဘာဝ6တက်ဆိုတာ9တက်ရဲ့ဗျာရဒီ9တက်ကအိမ်အောင်ရေးဒီ6တက်ဆိုတာကဘာဖြစ်လဲဆိုရှင်အိမ်အောင်ရေးရဲ့နော်ဗျာရအဲ့ဒါဆိုရှင်ဒီ6တက်တွေပါလို့ရှင်မင်းအိမ်အောင်ကွဲမယ်သတ်ဆောင်ယူတွေတသားဆိုင်6တက်သတ်ဆောင်ယူတွေတသားဆိုင်အိမ်အောင်ကွဲတယ်သူကခက်ခဲတယ်6တက်ဆိုတာခက်ခဲတယ်ရစရာရှိလေခက်ခဲတာနော်လုံအားကရစရာရှိလေခက်ခဲလုပ်ပြီးမှရတတ်တာဒါဟုတ်သူက6တန်းကဆိုးတယ်အဲ့ဒါကြောင့်အိမ်တော်ရေးပြည့်စည်ခြင်းမရဆွဲခြင်းကြောက်လန့်ခြင်းကလည်း6တန်းပဲကြောက်လန့်ခြင်းက6တန်းအဲ့တော့ကျောင်းတော်ကျွေးဝီတင်တယ်6တန်းနဲ့12တန်းပေါက်ကျွေးဝီတင်တယ်အနာပေါက်တာတတန်းနဲ့6တန်းပေါက်အနာပေါက်တယ်ယောဂဖြစ်တာတတန်းနဲ့6တန်းပေါက်ယောဂဖြစ်တယ်ရန်သူတွေ့တာ6တန်းနဲ့12တန်းဆိုရန်သူတွေ့တယ်အမှုခင်းဖြစ်တာ6တန်းနဲ့3တန်းဆိုရင်အမှုခင်းဖြစ်တယ်တိခါကြတာ6ဖြစ်7နှစ်ချင်းငောင်းမယ်ဆိုလို့ရှိရင်နော်6တန်း12တန်းငါးရနာ6တန်းအနယတာ6တန်း17တန်းရန်အောင်မင်းတာ6တန်း17တန်းအိမ်တော်ရေးပျက်စီးတာက6တန်းနော်တတန်း6တန်း4တန်းဒါကြအိမ်တော်ရေး10တန်းနဲ့အိမ်တော်ရေးပျက်စီးတတ်တယ်မရကွဲခြင်းကြောက်လန့်ခြင်းဒီလိုသားချင်းပတ်သက်တာသမီများအိမ်သားတပည့်ကိုလေနော်တပည့်ကိုလေ6တန်းလို့ဆိုတယ်တပည့်ကိုလေဘာဖြစ်လဲ6တန်းလို့ဆိုတယ်တာသမီများဤဒီမှာတာသမီများအိမ်သားများအိမ်သားဆိုတာ2တန်းဒါတာသမီသားများ6ရင်1တန်း2တန်းတာသမီများဤအိမ်သားများ6တန်းဆိုပါလေတာသမီများဤအိမ်သားများအမိဤမောင်ငယ်ညီမငယ်အမေရထောက်ရင်3တန်း1 2 3အမေရ3တန်းဆိုတာကတော့ဘာလဲဆိုမောင်ငယ်ညီမငယ်လေးတို့ခေါ်တယ်အမေရဲ့မောင်ဆိုဦးလေးလို့ခေါ်ပြီးတော့အမေရဲ့ညီမဆိုရင်ဒေါ်လေးလို့ခေါ်တယ်ညီမတွေကအဲ့လိုခေါ်တာအဖေဆိုရင်အဖိုးလို့ခေါ်တာနော်အကိုရဲ့နော်အကိုရဲ့ကိုအကိုနော်ဆိုလိုချက်ကကိုအဖေရဲ့အကိုဘာကြီးလို့ခေါ်တာကိုအဖေရဲ့ညီကြတော့ဘာတွေးလို့ခေါ်တာဦးလေးလို့မခေါ်ဘူးအခုမှဒါဦးတို့သမီးတို့ဒီလိုဖြစ်နေဦးတွေစွတ်သုံးနေတာဟုတ်လားနော်ဘာကြီးဆိုလို့ရှိရင်ရှေ့မြန်မာလူမျိုးတွေကသိတယ်ဘာကြီးဆိုအဖေရဲ့နော်အကိုလို့သူအတိတ်ဝေရတယ်နော်အဖေရဲ့ကိုလို့ဆိုတော့အဲ့ဒါနော်ဘာကြီးနော်ဘာကြီးလို့ခေါ်တယ်ဘာတွေးဆိုလို့ရှိရင်အဖေရဲ့ညီလို့အတိတ်ဝေရတယ်အမေရဲ့မောင်အမေရဲ့မောင်ကြတော့ဦးလေးလို့ခေါ်တာဘောနော်အဖေရဲ့ညီကြတော့ဦးလေးမခေါ်နဲ့ဘာလေးလို့ခေါ်တယ်ဘာလေးလာတယ်လို့ပြောလို့ရှိရင်အဖေရဲ့ညီလာတယ်လို့သိရတယ်ဦးလေးလာတယ်လို့ပြောတယ်အမေဦးလေးလာတယ်ဆိုရှင်ပြောလို့ရှိရင်ဟောသူ့မောင်လာတယ်လို့သူသိတယ်အမေဘာလေးလာတယ်ဆိုရှင်ဟောအဖေရဲ့ညီလာတယ်လို့သိတယ်ဒါကမြန်မာတွေကအဲ့လိုသိရတာဟုတ်လားနော်မသိလို့မရဘူးဒါတွေကသက္ကရာတွေရှိထားတယ်အမေရဲ့မောင်ညီမငယ်တာသမီးတို့စီပွားရေးနဲ့ပစ္စည်းဥစ္စာတာသမီးတို့စီပွားရေးဆိုတာ2တန်းပဲတာသမီးက9တန်းနော်6တန်းကတာသမီးဘယ်တက်လဲ2တန်းဒါတာသမီးက9တန်း6တန်းဆိုတာတာသမီးရဲ့2တန်း6တန်းသတ်ဆောင်တသားစားရင်တာသမီးတို့ရဲ့ငွေကြီးကိုဝေဖန်အပ်တယ်တဲ့နော်အမေဤခီးတို့အမေကထောက်မယ်ဆိုရှင်1 2အမေကထောက်မယ်ဆိုရင်4တန်းထောက်1 2 3 6တက်သားဆောင်တသားစားအမေခီးတို့တွားရတာမှတ်ပြီးတော့နော်အမေခီးတို့ခီးရှိနေတယ်များတတ်တယ်ခီးတို့လေးများတတ်တယ်ညီမတို့ဤနေအိမ်ရင်ကမြေယာပြဿနာများမြေယာနဲ့ပတ်သက်တဲ့ကိစ္စရများတယ်ဒီနော်ဒီ6တက်သားဆောင်တာစားလို့ရှိရင်ဒါညီမဆို3တက်မဟုတ်လား3တက်ဆောင်1 2 3 4ဆိုတာအိမ်ချမ်းမြေရင်ကအဲ့တော့ညီမတို့ဤအိမ်ချမ်းမြေရင်ကားနဲ့ပတ်သက်ကိစ္စရများပြဿနာများစသဖြင့်ဒီလိုပြောတယ်နောက်တစ်ခုတွားကြည့်မယ်
အဖကြီးအလုတ်ကန်အဲ့ဒါ6တန်းဇက်ဆောင်ဇက်ဆိုင်အဖရဲ့အလုတ်ကန်ကို9တန်းကထောက်မယ်အလုတ်ကန်ဆို10တန်း1 2 3 4 5 6 9 10 9 10ဟော6တန်းဆိုတာကအဖရဲ့အလုတ်ကန်မှာကိုယ့်ဘက်ကကြည့်လို့ရှိရင်ကို့မှာ6တန်းဇက်ဆောင်ဇက်တာဖရင်အဖရဲ့အလုတ်ကန်တွေကိုဟောပြောလို့ရပါတယ်တဲ့အကိုကြီးအမပြောထိခိုက်ဒဏ်ရာရခြင်းတေဆုံးခြင်းထိခိုက်ဒဏ်ရာရတာ7တန်းနော်တေဆုံးတာလည်း7တန်းနဲ့ပတ်သက်တဲ့အကိုကြီးအမကြီးဆိုတာဒီမှာပါ17တန်းအကိုကြီးအမကြီးမိတ်ဆွေပြောတော့ထောက်ကိုမှ6တန်းသားဆောင်တာဆိုင်ရင်ကိုယ့်ရဲ့မိတ်ဆွေတွေကတည်တတ်တယ်ကိုယ့်ရဲ့မိတ်ဆွေတွေကဘာဖြစ်တယ်လဲဆိုရှင်နော်ဟိုဘောထိခိုက်ဒဏ်ရာရတတ်တယ်ခေါက်ကြည့်ပဲ7တန်းကထိခိုက်ဒဏ်ရာ1 2 3 4 5 6 8 7တန်းဆိုအကိုကြီးအမကြီးတို့ရဲ့ထိခိုက်ဒဏ်ရာရရှိခြင်းသို့မဟုတ်တည်ဆုံးခြင်းကိုဆရာတို့ကဟောပြောလို့ရတယ်နော်ဟောပြောမှုတွေမှာဘာဝတွေကိုပဲထောက်ပြီးဟောရတာဟုတ်ပြီနော်ဘာဝမပိုင်လို့ရှင်တော့ဘယ်ရင်ဟောလို့မရဘူးအဲ့တော့ဘာဝတိတိပါလေပိုတိပါလေပို့ပြီးတော့ပျော်ရွှင်စရာကောင်းတာလေးပဲနော်ဘာဝတိမှာပျော်ရွှင်စရာကောင်းတာဘာဝမသိလို့ရှင်တော့မပျော်ရဘူးနော်ဘာဝတွေကိုဆက်ပြီးဟောကြတာဒါဆိုဆရာတို့နော်ဒီပါပဲနားလိုက်မယ်နော်အားလုံးမတက်ထမယ်လို့ပြောတယ်မင်္ဂလာပါ မင်္ဂလာပါဆရာကြီးကျေးဇူးပါဆရာကြီး ဆရာတင်းနေပြန်တယ်လေဟုတ်ပြီနော်တင်းနေပြန်တယ်ဟုတ်ပြီလားဆရာတို့ကဟိုမှာနော်ရန်ကုန်ကနော်ညနေပိုင်းတင်ပြီးတော့ဆရာတို့ကားစီးပြီးတော့ဒီရောက်မယ်မနေ့ပိုင်းကိုတင်မယ်ဟုတ်ပြီလားနော်တကယ်လို့မနေ့ပိုင်းမတင်ပြရင်ညနေပိုင်းတင်ဖို့ဆရာကြိုပြောမယ်ဟုတ်ပြီနော်